င်းတို့ဒီခေတ်မှာတချို့ချို့ပုဂ္ဂိုလ်တွေတွေ့ရထေကြီးဝါကြီးတွေပုဂ္ဂိုလ်ကြီးတွေပြမကြမျိုးမျိုးမနောခန္ဒီနဲ့ပြမကာယကံဝစီကံဒီနဲ့ပြမကြောက်เสียကောင်းတယ်သူတို့အတွက်ကိုတခါတည်းจิตသိမ်းထမိပြောရဲတဲ့ပါဇက်ကထွက်ရဲကြဒါကြောင့်မလို့ပရိယပฏิပတ်မနှက်ဆက်ညင်းတတ်ကြတယ်နှက်ဆက်သူမှညင်းเสียဘယ်မှမရှိပြီဆိုတယ်လို့ပရိယတိဓမ္မကလည်းမပြည့်စုံပฏิပတ်တိကိုချင်းတရားကလည်းမပြည့်စုံတော့မပြတ်မထိုက်တဲ့ပုဂ္ဂိုလ်ကိုပြတ်မှားကြတယ်ခင်မွန်ကြီး7ပါးခင်မွန်ကြီး7ပါးတဲ့များပြားတဲ့ကုဏဝတိဝယဝတိပုဂ္ဂိုလ်တွေသောသောကာစောကားပြီးပြောဆိုတတ်ကြတယ်ဒါဆိုလို့ကိုယ်တဲ့အသက်ကိုယ်ဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုစောကားတဲ့ပုဂ္ဂိုလ်ဟာဘုံကြီးလို့အသက်မရှိဘူးအသက်ရှည်ပင်ညာတော့လေဘုံမကြီးဘူးပြစ္ဆုတ်ပံဘဝသံဃာမှာလည်းသူတော်ဘာတို့ရဲ့မြစ်ကွက်မှုခံရထိုပုဂ္ဂိုလ်တွေသံဃာမှာကျင်လည်ရတဲ့သူတော်ဘာတဲ့မြစ်ကွက်မှုသူတော်ဘာနဲ့ဆဲဆွမှုသူတော်ဘာတို့ကြီးမားမှုသူတော်ဘာတို့ရဲ့အတိအကျပြောမှုပြန်လည်ပြီးခံကြရဘာကြောင့်လဲကိုကတဘဝမှာမကောင်းမှုအကုသိုလ်ဒုစရိုက်တွေကိုကာယကံနဲ့ပတ်သက်ပြီးတော့ဒုစရိုက်တွေပြောပြုမိဝစီကံနဲ့ပတ်သက်ပြီးတော့ဝစီဒုစရိုက်တွေကိုပြောမိမနောကံဒုစရိုက်တရားကိုကြံစီတွေးတော်မိသူအကုသိုလ်ကံတရားတို့သည်ပြုတဲ့ပုဂ္ဂိုလ်စီကိုပဲပြန်လာတာအပြုခံရတဲ့ပုဂ္ဂိုလ်ကတော့ဘာမှမဖြစ်ဘူးပင်လေကမ်းခြေနားမှာကြောက်ပုံကြီးလို့ပေါ့လိုင်းနေဘယ်လောက်ပဲလာတိုက်ကြောက်ပုံကြီးကတော့ရင်းရခြင်းမရှိအဲ့ဒီလိုင်းတန်နေလေးတန်နေသာပစ္စည်းသွားကြတယ်ဖယုဖယပစ္စည်းသွားကြလိုင်းတန်နေဘယ်လောက်လာအဲ့ဒီတည်းပဲသမုဒ္ဒရာထဲမှာပင်လေကမ်းခြေတွေမှာကြောက်ဆောင်ကြီးတွေကဘယ်လိုလိုင်းတန်လေးတန်ကြီးရွေးရှားခြင်းမရှိဘူးတည်မြဲသူဟာတော့တည်မြဲခြင်းတည်မြဲနေထိုနည်းတူစွာပဲသူတော်ကောင်းကြီးတွေဟာဘယ်လိုလောကရန်လမ်းကြီးတွေတိုက်ခတ်ဆဲတာဆိုတာကြိမ်မောင်းတာအတင်းဖြစ်နေပြောတာဘယ်လိုပင်ပြုမြင်ပြုညာတော့လဲပဲထိုပုဂ္ဂိုလ်ကြီးတွေကကြောက်တိုင်ကြီးလို့ကြောက်ပုံကြီးလို့ပဲပြုံလေးပဲဒါလောကရန်ပဲဆိုတာကိုနားလည်သဘောပေါက်ပြီးတော့အတိတ်ဒီဘဝတွေကငါသူတော်ဘာတွေပေါ်မှာအတင်းဖြစ်နေမျိုးသူတော်ဘာတွေရဲ့ပေါ်မှာမယုံမသိမလေးမစားပြောမိဆိုမိခဲ့မှာပေါ့ဒီနေ့ငါပြန်ခံရ